ဖေမေဘုရားနဲ့နိုင်ဒီကိုင်းနဲ့ပြတဲ့နိုင်မဲ့မြစ်တာမြင်မှုပမာလေးကျေသူကြည်လာမွေးမိမာတာအမေ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 နှွေးတွေယူရကျွေးပါပြီးတာအဖေ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 သာမီမဲရွေကစားဖွာလက်နှလုံးမခုံးလက်နဲ့တင်မှာလူပြည့်အောင်ဝေးကျေသူတရားတွေနှုတ်တလုံးမူရဲ့ဘယ်မစိုးသက်သက်နှိုးရွေးဆက်ပြီးတော့လေခြင်းမဲမထင်မေကြောက်တော့ကြောက်ကပါကြောက်သားကြောက်စစ်စစ်ရကြတဲ့စံရပမာလေးအေးမြလာပြီမိဘမြစ်တာရေတာမောင်မြောင်ပီတိမြတ်ရေဆွေတာရင်မှာတွေးရရင်ရှိဘဝကဖေမေကုဘဝကဖေမေအသေးချေနဲ့နာဘဝဆက်ဆက်ကဖေမေဘုရားနဲ့နိုင်တကိုင်းနဲ့ပြတဲ့နိုင်မဲ့မြစ်တာမြင်မှုပမာလေးကျေသူကြည်လာမွေးမိမာတာအမေ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 နှွေးတွေယူရကျွေးပါပြီးတာအဖေ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 သာမီမဲရွေကစားဖွာလက်နှလုံးမခုံးလက်နဲ့တင်မှာလူပြည့်အောင်ဝေးကျေသူတရားတွေနှုတ်တလုံးမူရဲ့ဘယ်မစိုးသက်သက်နှိုးရွေးဆက်ပြီးတော့လေခြင်းမဲမထင်မေကြောက်တော့ကြောက်ကပါကြောက်သားကြောက်စစ်စစ်ရကြတဲ့စံရပမာလေးအေးမြလာပြီမိဘမြစ်တာရေတာမောင်မြောင်ပီတိမြတ်ရေဆွေလူကလေးရဲ့ချော်စရာမိတ်ဒီလာကန်တော့ကဖားခောက်ခဲ့ပါဖားပါရင်တကောင်းတကောင်းပေးပါဖားလေးလေးပါရင်တော့ဗျာတကောင်းတကောင်းပေးပါမျက်လုံးရဲ့ကြောင်းတောင်းတောင်းနဲ့ဖားကောင်းကသေးသေးလာလေအဲ့ဒီလိုမခက်ဘူးလက်လွဲဆုံးမစေချော်တိတယ်နဲ့ဝေးခဲ့ပြီလေအခုများပြန်ကြတဖန်နာမှာအရေးရောက်နေထင်နေသလိုပဲအခုချိန်မှာအဲ့ချိန်တန်တော့မေ့ရင်ဝင်ကောင်းဝင်မေးပြီးဖေးလက်ကလေးနဲ့ပုံသိမ့်စင်ရင်မေတာမောင်မြောင်ပီတိမြတ်ရေဆွေတာရင်မှာတွေးရရင်ရှိဘဝကအဖေမေကုဘဝကအဖေမေအသေးချေနဲ့ဒါဘဝဆက်ဆက်ကဖေမေတွေဘုရားနဲ့နိုင်တကိုင်းနဲ့ပြတဲ့နိုင်မဲ့မြစ်တာမြင်မှုပမာလေးကျေသူကြည်လာမွေးမိမာတာအမေ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 နှွေးတွေယူရကျွေးပါပြီးတာအဖေ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 သာမီမဲရွေကစားဖွာလက်နှလုံးမခုံးလက်နဲ့တင်မှာလူပြည့်အောင်ဝေးကျေသူတရားတွေနှုတ်တလုံးမူရဲ့ဘယ်မစိုးသက်သက်နှိုးရွေးဆက်ပြီးတော့လေခြင်းမဲမထင်မေကြောက်တော့ကြောက်ကပါကြောက်သားကြောက်စစ်စစ်ရကြတဲ့စံရပမာလေးအေးမြလာပြီမိဘမြစ်တာရေတာမောင်မြောင်ပီတိမြတ်ရေဆွေလူကလေးရဲ့ချော်စရာမိတ်ဒီလာကန်တော့ကဖားကောက်ခဲ့ပါဖားပါရင်တကောင်းတကောင်းပေးပါဖားလေးလေးပါရင်တော့ဗျာတကောင်းတကောင်းပေးပါမျက်လုံးရဲ့ကြောင်းတောင်းတောင်းနဲ့ဖားကောင်းကသေးသေးလာတယ်လေအဲ့ဒီလိုမခက်ဘူးလက်လွဲဆုံးမစေချော်တိတယ်နဲ့ဝေးခဲ့ပြီလေအခုများပြန်ကြတဖန်နာမှာအရေးရောက်နေထင်နေသလိုပဲအခုချိန်မှာအဲ့ချိန်တန်